Hello, so ဒီနေ့ကအိမ်မှာလုံရှိတဲ့ခါရတဲ့ဘိုင်းဖတ်ထားရမှာပေါ့နော်။ဘာဖြစ်လဲဆိုလို့ရှိရင် background noise တွေတအားဝင်ပါတယ်။ okay. ဆိုတော့ဒီနေ့ဖတ်မှာကEdwin Guthrie ဒီကြောင်ဒီမှာလည်းမကြားဘူးသေးဘူးပေါ့နော်။အဲ့တော့ပုံဝင်ရင်ကြည့်အောင်ပုံမှားဖားလဲဆိုလို့ရှိရင်ဒါလေးကဖားလေးလည်းတော့မသိဘူး။ထုတ်ပေါ့နော်။အဲ့မှာကြွက်ကလာဖောက်တာလား။အော်မဟုတ်ကြွက်ကထွက်သွားတာထင်တယ်။ဒါပေမဲ့ကြွက်ရဲ့ဥတီချက်ကဒီလိုလေးဖြစ်နေရော။အဲ့ဒါလေးတစ်ခုပေါ့နော်။ Okay, so ကြည့်ကြအောင်။ So once a rat has visited our grain sack. Oh, okay. Grain sack. Grain ဆိုတော့အဲ့လိုအစီအနှံတွေပေါ့နော်။အစီအဆန်တွေပေါ့နော်။အဲ့တော့စံထုတ်တို့ဂျုံထုတ်တို့အဲ့လိုအဲ့လိုအထုတ်ကိုကြွက်တစ်ကောင်ကပထမလာ visited ဆိုဒီမှာလာဖောက်တယ်ဆိုတော့သဘောဝယ်ပေါ့လေအဲ့တော့အဲ့လိုတွေ့ပြီးတော့နောက်ပိုင်းမှာတွေ့ပြီးပြီဆိုတာနဲ့ we can plan on its return အဲ့တော့ဘယ်ချိန်ပြန်လာမလဲဆိုတဲ့ဟာကို plan လုပ်လို့ရတယ် okay oh okay so လမ်းကိုမှတ်မိရဆိုတော့သဘောကိုပြချင်တာလားပေါ့နော်ကြည့်အောင်သူ့ရဲ့ approach ဒီ learning theory အဲ့တော့သူ့မတိုင်ကဘာဖြစ်ခဲ့လဲအဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင် Ivan Pavlov ရဲ့ classical conditioning ဖြစ်ခဲ့တယ်အဲ့တော့ Thorndike ကသူကြောင်းနေမှာ puzzle box ကို design လုပ်ပြီးတော့သူက association နဲ့ဘာဖြစ်အဲ့တော့ Thorndike ကသူကတော့ effect တာassociation connectionism သူရဲ့ဒီ chart လေးကြည့်ကြအောင်ဟုတ်တယ်အဲ့တော့လိုချင်တဲ့ဟာတွေတွေ့လို့ရှိရင်အဲ့ဟွာလေးတွေက response တွေကstrengthen ဖြစ်လာတယ် right so တကယ်လို့မလိုချင်တဲ့ဟာတွေမလိုလားအပ်တဲ့ဟာဖြစ်လာရှင်အဲ့ဟာကိုမလုပ်တော့ဘူးအဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့တော့အကျိုးနဲ့ဟုတ်တယ် law of effect ဆိုတော့လေအကျိုးနဲ့အခုaction နဲ့ connect ဖြစ်တယ်ပေါ့နော် okay ဆိုတော့ပြောမယ်ဆိုတော့အဲ့လိုဖြစ်တော့အဲ့ဟာဖြစ်ခဲ့ပေါ့နော်အဲ့တော့သူ့မတိုင်ခင်ကစောစောပြောခဲ့တဲ့ Edward Tolman ဒါကြတော့ဒီ reinforcement ကလိုလားဆိုသူမင်းထုတ်ခဲ့ပါတော့နောက်ဒါပြီးရဲ့နောက်မှာအဲ့တော့ Edwin Guthrie ပြီးရဲ့နောက်မှာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်1938ခုနှစ်မှာ B.F. Skinner ရဲ့ Behavior of Organisms ထဲမှာဆိုလို့ရှိရင် operant conditioning ဆိုတော့သူပြောခဲ့ပါတော့အဲ့ operant conditioning ကဘာလဲဆိုလို့ရှိရင်Edward Thorndike ရဲ့ဟာလိုမျိုးပဲပေါ့နော်သူကဒီနောက်လာမဲ့အကျိုးဆက်တွေက behavior ကိုမှတ်မှုတယ်ဆိုတဲ့ဟာပြောရပါတော့အဲ့တော့1940ခုနှစ်မှာဆိုလို့ရှိရင် Jean Piaget ကtheory of learning that claims children are naturally driven to explore and acquire knowledge အဲ့တော့သူကကလေးတွေကဆိုလို့ရှိရင်တဲ့သူ့သဘာဝအလျောက်ကိုပဲknowledge ဆိုဘေးပတ်ဝန်းကျင်အကြောင်းပေါ့နော်ဒီလိုဘူးတူတာဒီမျိုးဟာတွေကိုရှာဖွေဖို့ရယူဖို့အတွက်သူ့မှာလိုပါလာပြီးသားပေါ့နော်မွေးရပါလာပြီးသားအဲ့လိုပြောတယ်1989မှာကျတော့ Albert Bandura ရဲ့ social learning theory ထဲမှာဆိုလို့ရှိရင်social learning theory ကသူဘေးပတ်ဝန်းကျင်ပြီးတော့သူ့ရဲ့လူမှုအတိုင်းဝိုင်းပေါ့နော်အဲ့တော့အဲ့ theory မှာဆိုလို့ရှိရင်ဒါဘာပြောလဲဆိုတော့ပြုမှုဆိုတာobserving and copying the behavior of others အဲ့တော့ကိုယ့်အဲ့လိုအကျိုးနဲ့အဲ့ဟာနဲ့ဖြစ်လာတယ်ဟဲ့ဆိုတဲ့ဟာအပြင်ကိုပေါ့နော်သူများတွေကိုလည်းအတုခိုးတယ်သူများတွေလောက်တာလိုက်ကြည့်တယ်အတုခိုးတယ်ဆိုတဲ့ဟာကိုတော့ထပ်ထည့်ပြောလာတယ်ပေါ့နော်။ Oh okay so တဖြည်းဖြည်းတော့နီးလိုက်ရောအဲ့တော့ကြည့်အောင် by the 1920s 1920ခုနှစ်ရောက်တဲ့အခါမှာနော် when American philosopher Edwin Guthrie turned his attention to psychology အဲ့တော့ဒီ American philosopher Edwin Guthrie ကသူရဲ့သူ psychology ဘက်ကိုလှည့်လာရပါတော့အဲ့လှည့်လာတဲ့အချိန်မှာ
လဲလာပြီပေါ့နော် The stimulus response model of learning formed the basis of almost all behaviorist theories အဲ့တော့အဲ့ဒီတော့နာမည်ကြီးနေရတော့ဘာလဲဆိုလို့ရှိရင် stimulus response model ပေါ့နော် derived from Ivan Pavlov's idea of classical conditioning အဲ့တော့Ivan Pavlov ရဲ့ classical conditioning ကနေဆက်ပြီးတော့ပွားလာရင်းနဲ့ပဲ it claimed that repeatedly exposing subjects to particular stimuli combinations such as being given food and ringing a bell could eventually provoke conditioned responses such as salivating when a bell is rung အဲ့တော့ဒီ subject ဆိုတာဒီနေရာမှာဘာပြောချင်လဲဆိုလို့ရှိရင်စမ်းသပ်ခံကိုပြောချင်တာပေါ့နော်အဲ့တော့စမ်းသပ်ခံတွေကိုသူ့ကိုလှုံ့ဆော်မှုအတွဲလေးပေးလိုက်မယ်အဲ့လိုပေးလိုက်တဲ့အခါမှာအစလုံးကဘာမှလှုံ့ဆော်တုံ့ပြန်မှုမပေးတဲ့လှုံ့ဆော်မှုပေါ့ဥမာခါလုံးတည်းဆိုတာဆိုအဲ့ဟာရရတော့မှနောက်တစ်ဖြည်းဖြည်းအစားဆိုင်တွဲပေးတဲ့အခါမှာနောက်ဘာဖြစ်သွားလဲဆိုလို့ရှိရင်ခါလုံးတည်းတဲ့အခါမှာတည်ကြတယ်ဆိုတော့အဲ့ response တစ်ခုရလာအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ stimulus response model ဆိုအဲ့ဟာပဲပြောချင်တာပေါ့လေ Although Guthrie was a strict behaviorist Guthrie ကတော့လုံးဝ behaviorist အဲ့လိုစစ်ဒီတိုင်းဖြစ်တယ်ဒါပေမဲ့လေ he did not agree that conditioning needed reinforcement to be successful သူကဒီလိုမျိုးပြုမှုနဲ့နောက် stimulus နဲ့တွဲဖို့ဆိုလို့ရှိရင်လုံးစော reinforcement ပေါ့နော်ဘယ်လိုပြောရမလဲစုပေးတာမျိုးတံပေးတာမျိုးဒီစုပေးတံပေးဆိုတာအမျိုးမျိုးအကောင့်စရာအရာပေါ့လေအဲ့မျိုးဟာရှိမှရမယ်ဆိုတဲ့ဟာတော့သဘောမတူဘူးတဲ့reinforcement ဆိုတာသိဖို့ဆိုလို့ရှိရင်ဘယ်ဟာကိုအရင်ဆုံးသွားပြောရမှာလဲဆိုတော့ဒီ BF Skinner ရဲ့ဟာအရင်ဆုံးသွားပြောရမှာပေါ့နော်ဒါမှရှင်းမှာအဲ့တော့BF Skinner ကိုဖတ်ပြီးရထိပဲစောင့်ကြပါပေါ့နော်ပြီးလို့ရှိရင်ဒီအဲ့ဗီဒီယိုတွဲပြင်ပေါ့နော် okay so he believed that a full association between a specific stimulus and response is made in their very first pairing အဲ့တော့ Guthrie ကတော့ဘယ်လိုယုံကြည်လဲဆိုလို့ရှိရင်ဆက်စချင်းဒီ stimulus နဲ့ response ပေါ့နော်ဥပမာကျမကဘာမြင်ကောင်းမလဲဥပမာပန်းချန်တဲ့ခုံးတန်းလေးမြင်ဆိုပါစို့ okay အဲ့တော့ပန်းချန်တဲ့ခုံးတန်းလေးရဲ့မိုးရွာလို့စိုးစီဖြစ်နေအဲ့ဒီမှာမိုးရွာနေပါနော်အဲ့ဟာလေးကိုမြင်လိုက်ပြီဆိုတာနဲ့တခါတဲ့အဲ့မှာassociate ဖြစ်သွားပြီပေါ့နော်ဥပမာokay so ပိုကောင်းတဲ့ဥပမာပြရလို့ရှိရင်ကျမကပန်းချန်တဲ့ခုံတန်းလေးရှိမယ်အဲ့ခုံတန်းလေးမှာခိုချီပါထားရဆိုပါစို့ right အဲ့တော့ထိုင်လိုက်တဲ့ခါမှာခိုချီပြီးသွားတယ် right အဲ့တော့သူပြောချင်တာအဲ့လိုပထမဆုံးသော association ပထမဆုံးတော့အဲ့လိုမျိုးတွေးလိုက်တဲ့အခါမှာဟိုက association ဖြစ်သွားပြီလို့ပြောတာပြောချင်တာကကျမနောက်ထပ်ဆိုလို့ရှိရင်ပန်းချန်တဲ့ခုံနဲ့သွားတယ်အဲ့မှာထိုင်ဖို့ဆိုရှင်ကြည့်အောင်ပါ right အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောချင်တာ okay so Guthrie's theory of one trial learning was based on a study in which he observed cats trapped in puzzle boxes အဲ့တော့သူ့ရဲ့ပထမဆုံးဒီလိုမျိုးပေါ့နော်တစ်ခါတွေ့ပြီးုံနဲ့အဲ့လိုဖဲဖြစ်သွားတယ်ဆိုတော့theory ကကြတော့ဒီကြောင်လေးကိုဒီEdward Thorndike လိုမျိုးပေါ့နော်အဲ့ puzzle box တွေထဲမှာထည့်ထားတဲ့အဲ့ experiment တွေသူရလာတာပေါ့နော်အဲ့ experiment ကဘယ်လိုဖြစ်တာလဲဘယ်လိုလုပ်ခဲ့ရလဲပေါ့နော် The cats once they had discovered the mechanism for escape ကြောင်လေးကသူတို့အဲ့မှာရှောက်ချက်ဟိုရှောက်ချက်ဒီရှောက်ချက်လုံးနေရင်းနဲ့ဒီခလုတ်နှိပ်လို့ထွက်သွားပြီဆိုတာနဲ့အဲ့ခလုတ်ကိုပေါ့နော်ထွက်လို့ရမယ့်ခလုတ်ကိုရှာတွေ့ပြီဆိုတာနဲ့ make the association between escape and their action ထွက်ပြီဆိုတာနဲ့အဲ့ထွက်တယ်ဆိုတဲ့ဟာရဲ့သူတို့ရဲ့ခလုတ်နှိပ်တယ်ဆိုတဲ့ဟာရဲ့သူ pair up လုပ်လိုက်ပြီတဲ့ which they would then repeat on the subsequent occasions အဲ့တော့နောက်ပိုင်းကျတော့ရှင်အဲ့ဟာကိုသူထပ်လုပ်နေမှာပေါ့နော် in the same way အဲ့ဒီအတိုင်းပဲ once a rat has discovered a source of food အဲ့တော့ကြွက်ကသူ
အစာကိုရှာတွေ့လိုက်ပြီဆိုတာနဲ့ it knows where to come when it's hungry အဲ့တော့ဘိုက်ဆိုင်ဘယ်လာမလဲဆိုတော့တခါလေးသိတယ်လို့ပြောရပါတော့ Guthrie expanded his idea into a theory of contiguity. Okay, what does it mean, contiguity? Oh my god. Contiguity. Contiguity. ကဘာလဲဆိုလို့ရှိရင် linking ideas, events, physical things closely together. ချိတ်ဆက်ပြီးသိရင်ဟိုလိုပဲကျွန်တော်ပြောရမှာထင်တယ်အဲ့တော့အဲ့ဟာဆက်ပြောရပါအဲ့တော့အဲ့မှာဘာဖြစ်လဲဆိုလို့ရှိရင် a combination of stimuli which has accompanied a movement will on its reoccurrence tend to be followed by that movement အဲ့တော့ဒီ stimuli နဲ့အဲ့ movement နဲ့တွဲပြီးလုပ်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်အဲ့အချိန်မျိုးထပ်ဖြစ်လာတဲ့အချိန်မှာ reoccurrence ဆိုတာ occur ဖြစ်တာ right so reoccurrence အဲ့အမျိုးထပ်ဖြစ်တဲ့အချိန်မှာ tend to be followed by that movement အဲ့တော့အဲ့ movement အဲ့ပြုမှုပေါ့နော်ဒီမှာ movement ကလေresponse ပေါ့နော်အဲ့ response ပဲထပ်လိုက်လာမယ်ဆိုပြီးပြောရဲနော်ဟုတ်လား a movement not behavior oh okay ဆိုဒီမှာကသူကအပြုတ်မှုဆိုတဲ့သူကလှုပ်ရှားမှုလို့သုံးတယ် okay ဟိုလိုမျိုးပြုတ်မှုမဟုတ်ဘဲနဲ့လှုပ်ရှားမှုဆိုတဲ့ဟာလေး is learned from stimulus response association အဲ့တော့ဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတဲ့အဲ့ဆက်ဆက်သိမှုကနေသူသိရရှိတာရပါတော့ related movements combine to form an actအဲ့လိုဆက်ဆက်နေတဲ့လှုပ်ရှားမှုလေးတွေကပေါင်းသွားပြီးတော့အပြုတ်မှုတစ်ခုဖြစ်ပေါ်လာမယ် repetition does not reinforce the association ထပ်ခါလုပ်ခြင်းပေါ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတဲ့ association ကိုအကောင်းစေတာမဟုတ်ဘဲနဲ့ leads to the formation of X အဲ့တော့အပြုတ်မှုဖြစ်လာဖို့သွားတယ်ပေါ့နော်ပြုတ်မှုဖြစ်လာဖို့လုပ်ပြီး which combine to form behavior အဲ့တော့ဒီလှုပ်ရှားမှုအဲ့လိုပြုတ်မှုလေးရနေပြီးတော့နောက်ဆုံးဘာဖြစ်လာမလဲဆိုလို့ရှိရင်ဟိုလိုအပြုတ်မှုအကြီးဖြစ်သွားတယ်ပေါ့နော် oh what does it mean သူပြောရတဲ့ဟာနာမည်ကြီးရဲ့ခုတ်ကတော့ဘာလဲဆိုရင် we expect one quarrel to change attitudes quarrel ဆိုတာဒီမှာဟိုလိုအငင်းပွားတဲ့ဟာပြောရလားတခါဖြစ်လိုက်တာနဲ့ attitude တွေပြောင်းသွားမယ်ပြောရပါလားကြည့်သေးလားမရှိတော့ ooh okay so this is a very short oneအခါပြောလိုက်တာနဲ့သိရင်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော် that's it okay and bye
ပထမ group ကကြတော့ဒီမှာလိုပဲ reward ကနေတိုင်းရှိရပါနော်ဒုတိယ group ကကြတော့ဘာလဲဆိုရင် reward မရှိဘူးပေါ့နော်တတိယ group ကကြတော့17ရက်ပြီးရဲ့နောက်ပါပေါ့နော်အဲ့တော့12ရက်မြောက်နေ့မှာ reward ပေးတယ်